အားလုံးပဲမင်္ဂလာပါကျွန်တော်0ပါကျွန်တော်ဒီနေ့မှာတော့ human v3 လောက်တောင်းပါပါတော့ okay video လေးကိုမစခင် like subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် okay video လေးကိုစလိုက်ကြရအောင်များဒီတော့တကယ်ရင်ကူမှာပေါ့နော်အရင်ဆုံးဟိုgreen zone မှာရှိတဲ့ဘဲလေးကြီးကိုတွားပြီးတော့talk ဆွဲဟာလေးကိုနှိပ်ပြီးတော့ဘဲကြီးကနေဘာညာကာပေါ့ဗျာ quest viewer ပေါ့ဗျာထားရပါတော့အဲ့မှာ2လေးဆိုတာလေးကိုနှိပ်ပြီးတော့ပန်လေး3မျိုးကိုရှားမှာပေါ့နော်ပန်လေး3မျိုးကအဝါရဲ့အနီးရဲ့အပြရဲ့ပေါ့နော် okay ရှားလိုက်ရအောင်ဗျာ 2000 years later okay ပန်လေး3ဝန်းတော့ရခဲ့ဗျာပြီးရင် green zone မှာရှိတဲ့ဟိုဖဲလေးစီပြန်တွားပြီးတော့ပြန်ပေးဟိုပတ်စံ9သိန်းနဲ့ပေးပြီးတော့ V2 ယူရမှာပေါ့နော် okay ရောက်ပြီဆိုလို့ရှင်ဒီဘဲလေးကိုစကားပြောရမှာပေါ့နော် flower 1 2 3အကုန်လုံးရှိပြီဗျာကျွန်တော်ပေးလိုက်အောင်မမဆိုလို့ရှိရင် line လေးနေတယ် title လေးတစ်ခုပွင့်တော့ပေါ့နော်ရပြီနောက်ပြီးရင် V3 ကတော့ diamond ဆိုရဲ boss ရှိရင်နားမှာလောက်အောင်ပါပေါ့နော် okay မလုပ်ခင်ခဏလေး fruit free ရင်လိုးလိုက်အောင်မယ်ကောင်းတဲ့ fruit လေးရပါသေးကွာဆိုင်အောင်လိုက်ရမင်းနာမင်းကောင်းလိုက် fruit ရမယ်စောင်းရချောရကောင်ပဲဘာရမှာလဲဟောခီဆွနေရောဗုဒ္ဓတွေရောဟေးပေါက်ပြီဟေး rocket ကြီးကံကောင်းလိုက်လားလို့ရပြီဟေးတော်တော်လေးကိုကောင်းတဲ့ fruit ရှိရကျွန်တော်မှရှိရ okay လားဆိုဟိုပဲတွားလို့ V3 ပဲတွားလို့မယ်ဗျာဒီရင်တော့တက်ပိန်ကြီးနားရဲ့အောက်ကဟွာကြီးကိုတွားမှာပေါ့နော်အပေါက်ထဲကိုဝင်သွားမှာပေါ့နော်အဲ့ဒါမှာ ROV ဆိုရယ်ဖေးလေးတစ်ကောင်နေအဲ့ဖေးလေးကိုစကားပြောပြီးတော့အဲ့ဖေးလေးတော့ခိုင်းတာကြီးလောက်အောင်ပါပေါ့နော် okay ကျွန်တော်အမှနိုင်ရနေကိုကောင်းတဲ့ live point ပို့နေချစ်လေးတစ်ခုယူပြီးတော့ live point တဲသမမတွေ့သေးဘူးခိုးပဲထဲပါနေဟာဝေးပဲကွာဟိုဘက်မှာရှိတယ်ကွာဖြောင်းကြလို့ okay ဒီမှာအပေါက်ရှိတယ်အပေါက်ထဲဝင်သွားပြီးတော့ကျွန်တော်မှစကားပြောတာROV ကိုပြောမယ်ခွေးရင်ဘေးနားနဲ့အားလာချောင်းပါတယ်ဘာညာတကာပေါ့သူခိုင်းနိုင်လို့diamond ရယ်ဟွာရယ် office ceramic ရယ်ကျုံးအောင်မှာဆိုတော့ကျွန်တော်လည်းသူ့ကို fruit လေးရင်ပေးထားခဲ့ရပေါ့နော်ရောမင်းဟွာ block fruit မှာအကောင်းဆုံးတီးကိုပေးထားခဲ့ rocket fruit မင်း magical rocket fruit ဈေးတန်ဆုံးဈေးအကြီးဆုံး fruit okay အရင်ဆုံး ceramic ဟုတ်ပါဘူး diamond ကိုရင်ကျုံးမယ်ပေါ့နော်8 9 6 5 4 3 2 1ရပြီကုတ်စမ်းရောတိတ်လေးတော့ညောင်ရေးရောက်မှာမင်းငါ့ကိုထိကျင်တော့ရမှာမဟုတ်ဘူးရောဒီမှာရောမတေးတန်းဩရောင်ရေးတေးတန်းဒီအကောင့်အပျော်ဆိုးရဆိုကျွန်တော်ဟောမယူရတယ်ဘူးဗျာinstant မွေရတယ်ဆိုဟုတ်တယ်မွေရတယ်မတင်ရသေးဘူးဗျာရောတေးတန်းရောတေးလိုက်တော့တေးတော့မှာတေးရမှာကောင်တေးရမှာနောက်ပြီးရင် ceramic နဲ့ခွာနေပဲကျန်တော့မှာဟောရောချော်သွားရ okay အောင်တေးတွေကတေးသွားရင်နေအောင်ဟောတေးသွားရင် okay လားဆိုရင်တော့ ceramic နဲ့ဟွာပဲကျန်တော့ obvious ပဲကျန်တော့ okay ceramic ကိုရင်ကျုံးမယ်ဗျာနီးရဲ့ကောင်ရင်ကျုံးရပါဘောနော်ဒီဘဲတေးရင်ဟွာပဲကျန်တော့မှာဟောဒီဘဲပြောရင်တွေးပြော့လို့ပဲဗျာခံစားရတာဒီကောင်ကေးရလွယ်တယ်ဗျာတင်မလားရှင်းနေလို့မတည်ဘူးဒီကောင်အေးဆေးလေးပဲကေးရရောမတေးတန်းအော်ဟိုမှာရောတေးတန်းရောမှာတေးတန်းနေတော့မှာငါတေးလို့ရှိရင် black coat လေးချလိုက်ကွာ black spiky ကိုချလိုက်မချဘူးဟောနာရောရှည်တက်တာနော် okay နောက်ပြီး green zone က obbidas ဆိုရကောင်လေးတွားကေးရမှာပေါ့နော်အဲ့ဖဲလေးကကေးလို့ရှိရင်တော့ဓားလေးရတယ်ကျွန်တော်မှဓားမရှိသေးဘူးတေးတန်းဒီဘဲလေးကိုကေးပြီးလို့ရှိရင်တော့ ROV ပြန်ထွားပြီးပတ်စံ2တန်းနဲ့ဟွာရမှာပေါ့နော်2တန်းနဲ့ V3 ရမှာပေါ့နော်အဲ့ပြီးလို့ရှိရင်တော့ V ရောပြီးပါပြီမရှင်လည်းပြီးပါပြီနောက်ပြီးရင်လိုင်းလက်နေတယ်ဟာစပိန်နေထားတဲ့အချိန်ကျမှနောက်ပြန်ဝါရလို့ဆောက်ကျိုးနေတေးတန်းရပဲမှာတော့ဒီမှာ instant တင်မဖြစ်တော့မယ်ဟေးမတင်တော့ဖြစ်တော့ဘူးဟေးလိုင်းလက်နေလဲရမှာတေးဝိုင်းဆိုလို့ရှိရင်တော့ ROV ဆိုရယ်ဘဲလေးစီကိုပြန်သွားပြီးတော့သူ့ကိုပတ်စံ2တန်းနဲ့ကျွန်တော် V3 တင်ရမှာပေါ့နော် okay အောက်မှာလိုက်ကျုံးနေတယ်ပြေးထား okay ဝင်သွားပြီဒီဘက်ကိုဘာညာကပါပေါ့မပေးလိုက်ဗျာ full power ဆိုတော့ဟိုလေးရသွားရမနော် V3 ရသွားပါပြီ okay video လေးကတော့ပါပဲဆုံးဖြတ်ကြည့်ဗီဒီယိုရင်းလေးကိုကျေးဇူးတင်ပါတယ်နောက် video ကြရင်ဒီထက်ပိုကောင်းတဲ့ video နဲ့ပြန်လာကြပါမယ်video လေးကိုဆုံးမတခင် like subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် okay ပါဘိုင်ပါနောက် video မှာပြန်တွေ့ကြပါပေါ့ဗျာ